wine vine fine အားလုံးပဲမင်္ဂလာပါ Rooted English with Miranda Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မကတော့ Miranda ပါအင်္ဂလိပ်စာအင်္ဂလိပ်ဘာသာစကားနဲ့ပတ်သက်တဲ့ဗဟုသုတလေးတွေကိုချစ်ချင်းမြင့်မြင့်နဲ့မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ဒီနေ့မှာကတော့ f v w ဆိုတဲ့အတန်လေးတွေနဲ့ပတ်သက်ပြီးတော့အတန်ထွက်ရတာခက်ခဲနေတဲ့သူလေးတွေအတွက်ဒီဗီဒီယိုလေးကိုမျှဝေပေးချင်တာဖြစ်ပါတယ်အများအားဖြင့်ကတော့ဒီအတန်လေးတွေထွက်ရတာလွယ်ကူကြမှာပါဒါပေမဲ့ဆိုတဲ့အတန်နဲ့ f ဆိုတဲ့အတန်လေးနှစ်ခုပေါ့နော်ဒီအတန်လေးနှစ်ခုကိုထွက်ရတာတချို့လူတွေအတွက်အခက်ခဲရှိနေရလေးတွေတွေ့ရတဲ့အတွက်ဒီဗီဒီယိုလေးကိုလုပ်ဖြစ်သွားတာပါပထမဦးဆုံးစကျင်တဲ့အတန်လေးကတော့ကျမတို့မြန်မာလူမျိုးတွေမြန်မာ learners တွေအတွက်မစိမ့်နဲ့ထွက်ရတာပိုပြီးမှလွယ်ကူမဲ့ဝဆိုတဲ့အတန်လေးနဲ့စလိုက်ပါမယ်။ဘာကြောင့်လဲဆိုတော့ကျမတို့ဒီမြန်မာဘာသာစကားမှာလည်းလေဝလုံးရှိတဲ့အခါမှာဝဆိုတဲ့အတန်ကတအားကြီးခက်ခဲမနေဘူးပေါ့နော်။အဲ့တော့ဒီအတန်လေးကိုထွက်ဖို့ရအတွက်ဆိုကျမတို့နှာခမ်းလေးကိုနည်းနည်းလေးရှေ့လေးကိုစုပေးရပါမယ်။ဆိုဦးဆိုတဲ့အတန်မျိုးထွက်ခါနီးလိုမျိုးပဲအဲ့လိုပုံစံမျိုးလေးပဲရှေ့လေးကိုရှေ့ထားပေးရပါမယ်။ပြီးရင်တော့ကျမတို့အတန်လေးကိုထွက်လိုက်ပဲဆိုရင်ဝလွယ်ပါတယ်နော်။အဲ့တော့ကျမတို့အတန်ထွက်တဲ့အခါမှာဝဆိုတဲ့အတန်လေးသူ့ရဲ့အတန်လေးရဲ့နောက်ကနေပြီးမှသူ့ရဲ့နောက်ကလိုက်တဲ့ vowel sound ရဲ့ပါးစပ်အထားတူလေးကိုကျမတို့ကဒီနှာခမ်းလေးကိုပြောင်းလိုက်ရုံပဲပေါ့နော်ဒီအလိုက်တင်လေးပဲဘာမှထွေထူးမဟုတ်ဘူးအလိုက်တင်လေးပြောင်းလိုက်ရုံနဲ့ပဲအတန်ထွက်လို့ရသွားပါတယ်ဥပမာအဖြစ်ဆိုလို့ရှိရင်ကျမတို့ A ဆိုတဲ့အတန်လေးနဲ့လိုက်မဲ့ဟာမျိုးထားပါတော့နော်ဝ A ဝေဆိုဝေရမယ်လို့ထင်ပါတယ်we ဆိုတဲ့အတန်ဆိုလဲဒီလိုပါပဲဝ e ဆို we ဒါဆိုရင်တော့နမူနာစက်လုံးလေးတွေကိုဆက်ပြီးတော့မှကျမတို့လေ့လာကြည့်ရအောင်ပါ wet wine water walk win ဒါဆိုရင်နမူနာစာကြောင်းလေးတွေကိုဆက်ပြီးတော့လေ့လာကြည့်ရအောင်ပါ Why was the weather wet? Why was the weather wet? We walk well on Wednesday. We walk well on Wednesday. Which way is west? Which way is west? အခုတစ်ခါမှာတော့တွားရောနှာခမ်းကိုပါသုံးပြီးတော့မှအတန်ထွက်ရတဲ့ sounds လေးတွေဖြစ်တဲ့ labiodental sounds လေးတွေနဲ့ကျွန်မကထပ်ပြီးတော့မှမိတ်ဆက်ပေးပါမယ်ဒါလေးတွေကတော့ f ဆိုတဲ့အတန်နဲ့ v ဆိုတဲ့အတန်လေးနှစ်ခုဖြစ်ပါတယ်အတန်ကနှစ်ခုဖြစ်နေပြီမဲ့ကျမတို့ကရှာထားသူတွားထားသူဒီနှာခမ်းထားသူတွေအားလုံးကအတူတူပါပဲကျမတို့ရဲ့ဒီ vocal cord လေးကိုဘယ်လိုပြောမလဲအတန်ကြိုတုံခါပြီးမှထွက်တာလားမတုံခါဘဲနဲ့ထွက်တာလားဒီလိုလေးပဲကွဲသွားတာဖြစ်ပါတယ်ဒါဆိုရင်ဘယ်လိုနှာခမ်းထားသူရှာထားသူတွားထားသူလေးတွေကိုပြန်ပြီးမှလေ့လာကြည့်ကြရအောင်နော်ဒီအတန်လေးတွေကိုထွက်ဖို့ရအတွက်ဆိုရင်ကျမတို့ကအပေါ်သွားလေးကဒီအောက်နှာခမ်းရဲ့ဒီအတွန်းသားလေးကိုသွားပြီးမှထိရမှာဖြစ်ပါတယ်လေလေးကိုထုတ်ကြည့်ပါအဲ့ဒီနေရာမှာတချို့ကလေဒီတွားကိုဒီနှာခမ်းကိုက်လိုက်တာပေါ့နော်နှာခမ်းစိတ်ဆိုးရင်နှာခမ်းကိုက်တယ်လို့မျိုးပဲပေါ့နော်ဒီနားလေးကိုသွားပြီးကိုက်မိတတ်ကြပါတယ်ဒါဆိုလို့ရှိရင်အတန်ထွက်ကြီးရနည်းနည်းလေးဆိုထွက်ရတာပိုခတ်သွားနေတာပေါ့နော်ဒီလိုမျိုးကိုက်ထားလို့မရပါဘူးအဲ့လိုကိုက်ပြီးလေကိုထုတ်ကြည့်လိုက်ဆိုလေကထွက်ဖို့မလွယ်ဘူးလေနော်ဒီလိုကြီးဖြစ်နေပါတယ်အဲ့တော့ဒီအတွင်းသားလေးဒီနှာခမ်းရဲ့ဒီနားလေးပိုင်းလေးကိုအပေါ်သွားလေးရနေပြီးမှလာပြီးမှထိထားမှာပါကိုက်ထားစရာလည်းမလိုပါဘူးเนาะဒါကတော့ F အတန်ပါရမယ်လို့ထင်ပါတယ်เนาะဒါဆိုရင် F အတန်လေးတွေကိုရသွားပြီဆိုရင်တော့ကျမတို့အတန်ကျိုးကိုတုံခါပြီးမှထွက်လာရတဲ့ V ဆိုတဲ့အတန်လေးကိုပါဆက်ပြီးတော့မှပြောပြပါမယ်လွယ်လေးပါပဲခုနကအတိုင်းလေးပဲဒါပေမဲ့ဒီနေရာမှာဒီနေရာလေးကနေ vibrate လုပ်ပြီးဒီကနေအတန်လေးကိုထုတ်ပြရမှာပါဒီအတန်လေးပါဒါဆိုရင်တော့ကျမတို့ဆိုတဲ့ F ရဲ့အတန်လေးပေါ့နော်သူ့ရဲ့နမူနာစကားလုံးလေးတွေကိုစပြီးတော့လေ့လာကြည့်ကြရအောင်ပါ first fan father
face face off off I found 5 fine fish I found 5 fine fish ဒီညမှာ fish ကိုကျမတို့က5ကအများဖြစ်နေတယ် plural ပေါ့နော်ဒါပေမဲ့လည်း fish ကို s တွေ es တွေကျမတို့မထည့်ရပါဘူးဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ plural form ကလည်း fish ပဲဖြစ်နေလို့ပါအဲ့တော့ကျမတို့က9မျိုးစားတစ်မျိုးတည်းဥပမာအဖြစ်ငကြင်းတစ်မျိုးတည်းပေါ့နော်9မျိုးစားတစ်မျိုးတည်းကိုဘလောက်ပဲ9တွေများနေပါစေအကောင်ကြီးဘလောက်ပဲဖြစ်ဖြစ်ပိတ်တဲ့ချိန်ဘလောက်ပဲဖြစ်ဖြစ်ကျမတို့က fish လို့ပဲရေးပြရမယ်ပေါ့နော် fish fish ပဲသူ့ကို plural form အနေနဲ့ fishes fishes ဆိုတဲ့အချိန်ကိုသုံးတာဘယ်ချိန်မှာသုံးလဲဆိုငါးမျိုးစားတွေငခုရှိမယ်ငရမ်းရှိမယ်ငချင်းရှိမယ်ဒီလိုမျိုးပေါ့နော်ငါးမျိုးစားတွေကွဲသွားတယ်ဆိုတဲ့အချိန်ကျမှကျမတို့က fishes လို့သုံးရတာဖြစ်ပါတယ်ငါးမျိုးစားတစ်မျိုးတည်းကတော့ဘလောက်ပဲများနေပါစေ fish ပဲဖြစ်ပါတယ် feel the free flow feel the free flowနောက်ဆုံးတစ်ကြောင်းလေးကတော့နည်းနည်းလေးရှည်ပါတယ်ဒါပေမဲ့လည်းလိုက်ပြီးတော့မှထွက်ကြည့်ပါရှင် Life is a tale told by an idiot full of sound and fury signifying nothing Life is a tale told by an idiot full of sound and fury signifying nothing ဒီစာကြောင်းလေးကိုကျွန်မအစကရည်ရွယ်ချက်ကတော့ Life is full of sound and fury ဆိုတဲ့အပိုင်းလေးပဲရေးမလို့ပေါ့နော်ဒါပေမဲ့ခုနဒီအပြည့်အစုံစာကြောင်းလေးက Shakespeare ရဲ့ Macbeth ဆိုတဲ့ပြဇာတ်ထဲကစာသားလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မကပြည့်ပြည့်စုံစုံပဲရေးပေးလိုက်တာဖြစ်ပါတယ်ရှင်ကဲဒီတစ်ခါမှာတော့ဆိုတဲ့အတန်ပေါ့နော်ဒီအတန်လေးရဲ့နမူနာစလုံးလေးတွေကိုဆက်ပြီးတော့လေ့ကျင့်ကြည့်ကြရအောင်ပါ van voice view visit victory a very vast view visit the village at 5 Voices value victory.ကဲအခုတော့ကျွန်မက what sound what sound f sound ဒီအတန်လေးတွေကိုဘယ်လိုအတန်ထွက်ရမလဲဆိုတာလေးတွေကိုမျှဝေပေးပြီးသွားပြီပေါ့နော်အဲ့တော့နောက်ထပ်နည်းနည်းလေးပြောစရာကောင်းတဲ့ activity လေးတစ်ခုနဲ့ဆက်လိုက်ပါမယ်ဘာလဲဆိုတော့ဒီအတန်3တန်ကကျမတို့ရဲ့လေအားဘယ်လောက်ပြင်းပြင်းသုံးရလဲဆိုတာကိုသိဖို့ရအတွက် paper test လေးလုပ်ကြည့်မယ်နော်အဲ့တော့ဒီ paper test လေးလုပ်ဖို့အတွက်ဆိုစာရွက်လေးတစ်ရွက်ဒါမှမဟုတ် tissue လေးတစ်ခုခုကိုယူလိုက်ပါယူပြီးတော့ကျမတို့ရဲ့နှာခမ်းရှေ့ပေါ့နော်ပါးစပ်ရှေ့လေးမှာထားလိုက်မယ်ထားပြီးတော့မှအတန်လေးတွေကိုထွက်ကြည့်ကြရအောင်ပါဝဒီအတန်3တန်လုံးထွက်လိုက်တဲ့အခါမှာကျမတို့က f ဆိုတဲ့အတန်လေး f အတန်လေးပေါ့နော် fit အဲ့တော့ first sound လေးကိုထွက်တယ်ဆိုလေတဲ့ရပို့ပြီးတော့မှများထွက်ပါတယ်ဒါကြောင့်မလို့ဒီရဲ့စာရွက်လေးကပို့လှုပ်တယ်ပေါ့နော်နောက်တစ်ခုကတော့ verb sound လေးပါ v လေး vit စာရွက်လေးကထပ်ပြီးတော့လှုပ်နေတော့မယ်ဒါပေမဲ့ခုန f အတန်လောက်တော့ထပ်စာရွက်ကမလှုပ်ဘူးပေါ့နော်သူက air flow ကခုနတော့က f လောက်လွတ်လပ်မထွက်ရဘူးသူကဒီ vocal cord လေးကတုံနေတဲ့ခါကျတော့ဒီဟာအတွက်ကိုဒီနေရာမှာလေလေးကနည်းနည်းလေးညှစ်လိုက်သလိုဖြစ်သွားတဲ့လွတ်လပ်မထွက်ရလို့ first sound လောက်တော့သူကလေအားမပြင်းဘူးပေါ့နော်နောက်ဆုံးတစ်ခုကတော့ what w ရဲ့ what sound မှာ what with သူကတော့လှုပ်တာအနည်းဆုံးမှာ w လေးอ่ะအားလုံးပဲဒါလေးကိုစမ်းသပ်ကြည့်ကြပါအောင်เนาะဒီဗီဒီယိုလေးကိုကြည့်ပြီးသွားတဲ့အခါမှာတော့ what ဒီအတန်လေးတွေကိုကောင်းကောင်းလေးသိသွားမယ်လို့ထင်ပါတယ်နောက်တစ်ခုကတော့ west လား fast လားဒါတွေကိုကျမတို့ကအတန်တွေတိတိကျကျသိပြီးတော့ခံမှန်းစရာမလိုတော့ဘူးနောက်တစ်ခုကကိုယ်တိုင်အတန်ထွက်တဲ့အခါမှာလည်းရောစရာမလိုတော့ဘူးပေါ့နော်အဲ့တော့
ဒီလိုမျိုးလေးတွေကိုတည်တည်ချာချာသိသွားခဲ့တယ်ဆိုလို့ရှင်လေဒီဗီဒီယိုလေးကျွန်မက like လေးပေးခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်ဒီအင်္ဂလိပ်စာအင်္ဂလိပ်ဘာသာစကားနဲ့ပတ်သက်တဲ့ဗဟုသုတလေးတွေကိုလည်းအမြဲတမ်းပုံမှန်တင်ဆက်ပေးနေမှာဖြစ်တဲ့အတွက် channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြပါအောင်ရှင် Stay rooted and keep learning. Bye bye.